3 လပိုင်းမှာတထေးဖြစ်ကိန်းရှိရဲ့နေနံနေထီချဲပေါက်ကိန်းရှိရဲ့နေနံတွေကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဆရာတို့အခုလာမဲ့3 လပိုင်းမှာနော်ထီစုကြီးချဲစုကြီးပေါက်ကိန်းရှိရဲ့နေနံနေကန်စမ်းမဲစုကြီးပေါက်ကိန်းရှိရဲ့နေနံနေစီးဝါးရေးတွေတရှိန်တို့တဟုန်တို့တိုးတက်မဲ့နေနံနေအယောင်းဝယ်တွေအရန်ကောင်းတော့မဲ့နေနံနေအလုတ်ကိုင်းတွေအရန်အဆင်ပြေတော့မဲ့နေနံ5ခုအကြောင်းကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေနံ5ခုပါဆိုရင်ဆရာတို့စနေရယ်ဗုဒ္ဓဟူးရယ်ကြာတာပတိရယ်အင်္ဂါရယ်တောက်ကြရယ်ဖြစ်ပါတယ်ဒီနေနံ5ခုပါဆိုရင်ဒီတလပိုင်း2လပိုင်းမှာပေါ့နော်ဆရာတို့အခုရောက်နေတဲ့တလပိုင်း2လပိုင်းမှာဂျိုးကွင်းအပြောင်းလဲတွေဇာတာအပြောင်းလဲတွေဓာတ်ခတ်အပြောင်းလဲတွေနဲ့ကြုံတွေ့ရပြီးတော့မှဒီနေနံ5ခုပါဆိုရင်တလပိုင်း2လပိုင်းမှာအကျက်တဲအခက်ခဲတွေများတတ်တယ်ငွေကြီးကြက်တဲတာစီးပွားရေးတွေအဆင်မပြေတာအယောင်းဝယ်တွေပါတာအလုတ်ကိုင်းတွေအဆင်မပြေတာအချီရေးအိမ်အောင်ရေးအဆင်မပြေတာကျမ်းမာရေးတွေခြူကြတာညံ့တာမျိုးတွေကိုဒီတလပိုင်း2လပိုင်းမှာဒီနေနံ5ခုပါတော်တော်လေးဟိုမှတခြား9ရက်သားသမီးတွေထက်ဆိုင်တော်တော်လေးဟိုမှခံစားရတာမျိုးတွေ့ရပါတယ်အဆင်မပြေမှုတွေများတယ်အကျက်တဲတွေများတယ်အခက်ခဲတွေများတယ်နော်ဒီနေနံ5ခုကဒီတလပိုင်း2လပိုင်းမှာဒီလိုတွေဖြစ်နေတာတွေများပါတယ်အကုန်လုံးတော့မဆိုလိုပါဘူးတော်တော်များများကိုဆရာပြောပြတာဖြစ်ပါတယ်အဲ့တော့ဒီဖြစ်နေတာတွေအားလုံးကိုနော်ယူပြစ်တယ်လို့ပျောက်ကင်းသွားပြီးတော့မှအရန်ဟိုမှာအောင်မြင်တိုးတက်ပြီးတော့ချမ်းသာမဲ့3လပိုင်းနဲ့ကိုရောက်ရှိလို့လာပါပြီနော်ဆိုတော့အခုလာမဲ့3လပိုင်းမှာဒီတလပိုင်းမှာ2လပိုင်းမှာဖြစ်ခဲ့တဲ့အခက်ခဲတွေအကျက်တဲတွေအစင်မပြေမှုတွေအားလုံးပပျောက်သွားပြီးတော့မှ3လပိုင်းမှာဒီနေနံ5ခုပါဆိုရင်ငွေဝင်ကျန်းလာတော့မယ်ငွေကိုအထုတ်လိုက်အထည်လိုက်ဝင်ကိန်းရှိတယ်အလုံးလိုက်အရင်လိုက်ဝင်ကိန်းရှိတယ်နော်ငွေကို10ချီရာချီထောင်ချီတောင်းချီထိဝင်ကိန်းရှိတယ်နော်ပြီးတော့ဒီအယောင်းဝယ်လုံးနေတဲ့သူတွေဆိုရင်လည်းဒီတလပိုင်း2လပိုင်းမှာမယောင်းအယောင်းဝယ်ပါနေတဲ့သူတွေအကုန်လုံးလည်းဒီ3လပိုင်းမှာအယောင်းဝယ်တွေအရန်ကောင်းလာလိမ့်မယ်မိကောင်းဆွေကောင်းတွေရရှိလာလိမ့်မယ်ဖောက်တဲ့အသစ်တွေရရှိလာလိမ့်မယ်နော်ကိုရောင်းကျင်တဲ့ပစ္စည်းတွေအားလုံးရောင်းထွက်လာလိမ့်မယ်နော်ပြီးတော့ဒီဆရာတို့စီးပွားရေးလုပ်နေတဲ့သူတွေလည်းနော်ဒီတလပိုင်း2လပိုင်းမှာအကျက်တဲအခက်ခဲတွေကနေလွတ်မြောက်ပြီးတော့မှဒီ3လပိုင်းမှာစီးပွားရေးတွေတရှိန်တို့တိုးတက်အောင်မြင်လာမယ်အလုတ်ကိုင်းတွေအဆင်ပြေလာမယ်နော်အလုတ်ကိုင်းနဲ့ပတ်သက်တဲ့အစိုးရဝန်ထမ်းပဲဖြစ်ဖြစ်ဒီပုဂ္ဂလိကဝန်ထမ်းပဲဖြစ်ဖြစ်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အလုတ်တွေအဆင်ပြေလာမယ်အလုတ်လက်မဲ့ဖြစ်နေတဲ့သူတွေလည်းအလုတ်တွေရလာမယ်နော်နိုင်ငံခြားသွားခြင်းတဲ့သူတွေလည်းနိုင်ငံခြားသွားရဂိမ်းရှိတယ်နော်အဲ့တော့ဒီအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့လည်းဒီနေနံ5ခုပါဆိုရင်ဒီယာရုတိုးဂိမ်းရှိတယ်လာသာထိုးဂိမ်းရှိတယ်နေရအပြောင်းရွှေ့တွေမှာဒီထက်ကောင်းတဲ့နေရာမျိုးတွေရောက်သွားပြီးတော့မှအဆင်ပြေချောမွေ့သွားတာမျိုးတွေလည်းဆရာတို့ကြုံရမှာဖြစ်တယ်နော်ဒီတလပိုင်း2လပိုင်းမှာကျမ်းမာရေးခြူကြနေတဲ့သူတွေလည်းဒီ3လပိုင်းမှာကျမ်းမာရေးတွေပြန်လဲကောင်းမွန်လာမယ်လူမှုရေးတွေပြန်အဆင်ပြေလာမယ်အခြေရေးအိမ်အောင်ရေးတွေအဆင်ပြေလာမယ်အခြေရေးအိမ်အောင်ရေးအခက်ခဲတွေဖြစ်နေတဲ့သူတွေတောင်မှဒီ3လပိုင်းမှာဒီနေနံ5ခုကအခြေရေးအိမ်အောင်ရေးတွေအဆင်ပြေလာမယ်လူချစ်လူခင်ပေါ်လာမယ်စမ်းပွင့်လာမယ်နော်ကိုကထီတွေပါတွေထိုးတာဝါသနာပါတယ်ချဲတွေပါတွေထိုးတာဝါသနာပါတယ်ဆိုရင်လည်းဒီထီချဲထိုးတာတွေကိုဒီနေနံ5ခုပါဆိုရင်3လပိုင်းမှာကန်ဆန်းလို့ရတယ်ထီချဲပေါက်ကိန်းရှိတယ်ရိုးပေါက်ကိန်းတော့မဟုတ်ဘူးထီရချဲတွေကိုစုကြီးပေါက်ကိန်းရှိတယ်ဘယ်နိုင်ငံရဲ့ထီလက်မှတ်မှာပဲဖြစ်ဖြစ်ဒီနေနံ5ခုတွေကအများဆုံးထီပေါက်ကိန်းရှိတဲ့နေနံတွေဖြစ်တယ်နော်ပြီးတော့ဆရာတို့ဒီအိမ်တို့ခြံတို့မြေတို့ကားတို့တိုက်တို့စက်ပစ္စည်းတို့နော်ဒီ3လပိုင်းမှာဒီနေနံတွေကလုံးဝဝင်ကိန်းရှိတယ်နော်အောင်မြင်ချမ်းသာတိုးတက်မဲ့နေနံ5ခုလို့ဆရာတို့ပြောလို့ရတယ်နော်အဲ့တော့ဒီနေနံ5ခုကအရန်ကန်ကောင်းနေတဲ့အချိန်မှာနော်ဆရာရှောင်ရန်လေးလည်းပြောပြမယ်ဒီ3လပိုင်းမှာဒီနေနံ5ခုကအရန်ကန်ကောင်းလာတော့မယ်အဆင်ပြေလာတော့မယ်ဒီနက်ခတ်အပြောင်းလဲတွေဂျိုးကွင်းအပြောင်းလဲတွေဇာတာအပြောင်းလဲတွေဖြစ်ပြီးတော့မှ3လပိုင်းမှာကန်ကောင်းလာတော့မှဖြစ်တဲ့အတွက်ဒီနေနံ5ခုက3လပိုင်းမှာဝတ်သားအမဲသားကိုအတက်နိုင်ဆုံးလုံးဝမစားပါနဲ့ရှောင်လွဲလို့မရဘူးဆိုရင်တော့မှဆရာတို့ဒီဝတ်သားအမဲသားစားပြီးတိုင်းကုသိုလ်တွေပြန်လုပ်ပေးအလူဒါနတွေများပြန်လုပ်ပေးပါအတက်နိုင်ဆုံးတော့လုံးဝမစားဘဲနဲ့နေကြည့်ပါဆရာကိုယ်တိုင်လည်းလက်တွေ့နော်တာကြီးငါးကြီးမစားဘဲနဲ့အဓိဋ္ဌာန်ပြီးရှောင်ရင်အရန်ဟိုမှအောင်မြင်တယ်တိုးတက်တယ်အဆင်ပြေတယ်အဲ့ဒါကြောင့်မလို့ဒီနေ့နဲ့5ခုပါဆိုရင်အဓိကရှောင်ရမှာတော့ဝတ်သားအမဲသားကို3လပိုင်းမှာလုံးဝမစားပါနဲ့အတက်နိုင်ဆုံးမစားပါနဲ့လို့ပြောတာနော်မစားရင်တော့ပိုကောင်းတယ်နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်ဒီကိုနဲ့ဒီဆရာအတုအယောင်နေနဲ့တွေ့တတ်တယ်နော်ဆရာအတုအယောင်နေဆိုတာစီးပွားရေးမှာပဲဖြစ်ဖြစ်အလုပ်ကိုင်မှာပဲဖြစ်ဖြစ်ဘေးရင်းလောကမှာပဲဖြစ်ဖြစ်ကိုစီကိုဆရာအတုအယောင်နေရောက်လာတတ်တယ်နော်ကိုကူညီတလိုနဲ့နော်ကိုဆွဲချမဲ့သူတွေနော်ကိုနောက်ကျောကိုဓာတ်နဲ့ထိုးမဲ့သူတွေဒီ3လပိုင်းမှာပေါ်များတတ်တယ်အဲ့တော့ပြီးတော့ဘေးရင်းဆိုရင်လဲနော်ဒီဆရာအတုအယောင်နေနဲ့တွေ့တတ်တယ်နော်အဲ့တော့ line ပေါ်မှာ
နော်တချို့ကလူတွေရဲ့လောဘပေါ့နော်ဟိုလူတွေရဲ့လောဘဗာလဲဆိုတချို့ကဟိုငါငွေဟိုတထေးဖြစ်အောင်လုပ်ပေးမယ်လို့ဘာလို့ဆိုပြီးတော့ငွေဝင်ရတရားပေးတယ်တကယ်နဲ့အဲ့ရတရားတွေနဲ့ကိုနဲ့ကတဲ့အောင်မှနော်မတဲ့ဘူးဆိုရင်ဒီကိုကပို့ပြီးတော့ဆင်းရဲသွားရောပို့ပြီးတော့ဒုက္ခရောက်သွားရောပို့ပြီးတော့အကြက်တဲအခက်ခဲတွေဖြစ်သွားရောနော်အဲ့ဒါမျိုးကြောင့်မလို့ကိုကဒီဘေးရင်မေးမယ်ရတရားချင်းမယ်ဆိုရင်လဲဆရာကောင်းသမားကောင်းကိုရွေးချယ်ပြီးတော့မှတေချာလုပ်ပါနော်ဗာဆရာစီကိုမှလုံးရမယ်လို့ဆရာလုံးဝပြောထားတာမျိုးမရှိပါဘူးဘာလို့လဲဆိုရင်လူတိုင်းမှာကိုကြိုက်တဲ့လူကိုရွေးချယ်ခွင့်ရှိရဲ့ဒီ3လပိုင်းအတွက်လဲဆရာစီမှာဘေးရင်မေးတဲ့သူတွေရတရားအပ်တဲ့သူတွေအခုစည်ရင်းလာပေးထားတာပေါ့နော်3လပိုင်းအတွက်ဆရာစီမှာရတရားအပ်ချင်တဲ့သူတွေစည်ရင်းလာပေးထားတာကိုအယောက်600ကျော်ရှိနေပါပြီဆရာကိုယုံကြည်အားကိုးပြီးတော့မှရတရားအပ်တဲ့သူတွေအကုန်လုံးကိုလဲဆရာကျေးဇူးတင်ပါတယ်နော်အဲ့တော့စီးပွားရေးနဲ့အလုပ်ကိုင်းတွေမှာလဲပေါ့နော်တတိထားပါနော်ပတ်စံတွေချီးပြီးရင်သူများကိုပတ်စံတွေမချီးပါနဲ့ချီးပြီးသွားရင်လုံးဝပြန်မရတာမျိုးတွေငွေလိမ်ခံရတာမျိုးတွေလည်းဖြစ်တတ်တယ်နော်ကိုတိုင်းလည်းအကျွေးတွေတင်သွားတတ်တယ်အကျွေးတွေပြန်မဆက်နိုင်မနဲ့ဖြစ်တတ်တယ်နော်တတိထားမဲ့ချက်ကလေးတွေဆရာပြောပြီးသွားပြီအဲ့တော့သူများစီကလည်းကိုကပတ်စံမချီးနဲ့ကိုစီကလည်းသူများကိုမချီးနဲ့လုံးဝရှောင်ပါ3လပိုင်းမှာနော်အဲ့ဒါတတိထားမှာဖြစ်တယ်အကျွေးတွေများနေတဲ့သူတွေလည်း3လပိုင်းမှာအကျွေးတွေတော်တော်များများကိုကျေသွားပါလိမ့်မယ်ဒီနေ့နဲ့5ခုပါနော်အဲ့တော့ဒီနေ့နဲ့5ခုကစနေရယ်ဗုဒ္ဓဟူးရယ်ကြာတာပရိရယ်အင်္ဂါရယ်တောက်ကြရယ်ဖြစ်တယ်ဆောင်ရန်လေးလည်းဆရာပြောပြီးသွားပြီဖရာတရားများလုပ်ပါအလူဒါနာများလုပ်ပါနော်၅ပါးသီလကိုလုံအောင်ထိမ့်ပါနော်တရားစိတ်တွေအမြဲတမ်းထားပါစိတ်ကောင်းနှလုံးကောင်းအမြဲမွေးပါဒါဆိုရင်ဆရာတို့ဒီ3လပိုင်းမှာလုံးဝချမ်းသာအောင်မြင်ပြီးတော့မှငွေကိုအထုတ်လိုက်အထည့်လိုက်နဲ့ငွေပုံပေါ်မှာထိုင်နေရတဲ့အထိကိုချမ်းသာလာလိမ့်မယ်ဒီနေ့ငယ်၅ခုကလည်းယတနာပုံကိန်းစိုက်တယ်လို့ပြောလို့ရအောင်3လပိုင်းမှာထူးထူးခြားခြားဟိုမှာပြောင်းလဲလာတော့မှာဖြစ်တယ်အဲ့တော့ဒီနေ့နဲ့5ခုကဒီ3လပိုင်းမှာတေချာပေါက်ထီစုကြီးချဲစုကြီးတွေပေါက်ချင်တယ်စီးဝါးတက်ချင်တယ်အယောင်းဝယ်ကောင်းချင်တယ်ငွေကိုအစုလိုက်အပြုံလိုက်ဝင်ချင်တယ်ဆိုရင်ဆရာအခုပြောပြသွားမယ်ရတရားဟိုဒါယုံကြည်နဲ့သာလှုပ်လိုက်ပါလုံးဝကိုအဆင်ပြေသွားပါလိမ့်မယ်နော်အဲ့တော့ဒီရတရားလေးကို9ရက်သားသမီးအားလုံးလဲလှုပ်လို့ရတယ်ဒီဆရာအခုပြောပြသွားမယ်နေ့နဲ့5ခုလဲလှုပ်လို့ရတယ်နော်ပြုလုပ်ရမယ့်ကာလကတော့ပေါ့နော်ဒီဗီဒီယိုစတွေ့ရနေရနေပြီးတော့စလုပ်လို့ရတယ်ဒီဗီဒီယိုဆရာ2လပိုင်းမှာတင်ပေးထားတဲ့အတွက်ဒီဗီဒီယို2လပိုင်းထဲမှာဆိုလည်းဒီရတရားကိုပြုလုပ်လို့ရတယ်တော့တွေးတဲ့ချိန်ကနေလှုပ်ပါဒါမှကို့မရှိရဲ့ကန်ဆိုးနေတာတွေကန်နေနေတာတွေကန်ညံ့နေတာတွေအားလုံးပျောက်ကွယ်သွားပြီးတော့မှ3လပိုင်းမှာကန်မြင့်ကန်တက်ပြီးတော့မှလိုရင်ဆန္ဒတွေပြေးဝသွားပါလိမ့်မယ်နော်အဲ့တော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဆရာတို့ပေါ့နော်ဒီဗီဒီယိုတွေးရနေရနေစပြီးလှုပ်ပါနေတိုင်းလှုပ်ဆရာမလို့ပါဘူးတစ်ခေါက်ပဲတရက်ဖဲပြုလုပ်ရမှာဖြစ်ပါတယ်မနက်9နာရီကနေမနက်17နာရီခွဲတွင်းကိုပြုလုပ်ရမှာဖြစ်ပါတယ်နော်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဖျဲသည်ဆရာတို့9စိတ်ကတ်လူရမှာဖြစ်ပါတယ်ဒီလိုမျိုးပါ9စိတ်ဆရာအခု9စိတ်လေးကတ်ပြထားတယ်1 2 3 9စိတ်ဖျဲသည်ကိုဦးစားပေးပြီးတော့ကတ်ပေးပါ9စိတ်တကယ်လို့ဖျဲသည်မရှိဘူးဆိုရင်တော့ဆရာတို့သင်္ဘောသည်ကိုကတ်ပေးပါဦးစားပေးအနေနဲ့ကတော့ဖျဲသည်မရှိဘူးဆိုမှသင်္ဘောသည်9စိတ်5စိတ်လည်းကတ်လို့မရဘူး6စိတ်လည်းကတ်လို့မရဘူး8စိတ်လည်းကတ်လို့မရဘူး9စိတ်တိကတ်လို့ရမှာဖြစ်ပါတယ်ဆရာပြောသလိုလေးကတ်လိုက်ပါကတ်ပြီးပြီဆိုရင်ဆရာတို့တန်မုတ်တေကားတာကိုဆရာတို့16ခေါက်ရွတ်ပါမယ်ရွတ်ပြီးပြီဆိုတာနဲ့ကို3လပိုင်းမှာအကြက်တဲ့အခက်ခဲတွေကနေလွတ်မြောက်ပါစေငွေများဝင်ပါစေဆိုပြီးတော့မြတ်စွာဘုရားကိုဆုတောင်းမယ်ကိုလိုချင်တဲ့ဆုတစ်ခုကိုလည်းတောင်းလို့ရတယ်3လပိုင်းမှာပြည့်ပါလိမ့်မယ်နော်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးလည်းဆရာပြောချင်တာကတော့ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးဒီဗီဒီယိုလေးကိုများလေး share ထားပေးပါနော်တခြား9ရက်သားသမီးတွေလည်းတွေးတော့ like လုပ်တဲ့ခါကျတော့ကုသိုလ်ရပါတယ်နော်ဒီဗီဒီယိုလေးကို share ထားပေးပါ comment မှာလည်းမိမိရဲ့နေ့နံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဆုတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ဒီဘေးရင်ထူးမြောက်အောင်ဆိုတဲ့ဆရာရဲ့ TikTok အကောင့် Facebook အကောင့်ကိုလည်း like မလုပ်ရသေးရင် like and follow လေးလုပ်ထားပေးဖို့ပြောချင်ပါတယ်နော်ပြီးတော့ဆရာစီမှာလည်းငွေဝင်ကျန်းစေတဲ့3လပိုင်းအတွက်ငွေဝင်ကျန်းပြီးတော့ကံကောင်းစေမဲ့ရတရားတွေကိုလာအပ်လို့ရပါပြီဆရာကိုယ်တိုင်သေချာစီမံပြီးတော့ပြုလုပ်ပေးမှာဖြစ်ပါတယ်ဆရာစီမှာလည်းအခုရတရားလာအပ်ဖို့စီရင်ပေးထားတာအယောက်600ကျော်ရှိသွားပါပြီဆရာကိုယုံကြည်အားကိုးပြီးတော့အပ်တဲ့သူတွေလည်းအကုန်လုံးအခုစီမှာဆရာစီမှာလုပ်ငန်းရှင်တွေအများကြီးလည်းရတရားအပ်ကြပါတယ်အဲ့တော့ဆရာပြိတ္တတွေအကုန်လုံးရတရားလာအပ်ပါနော်လားစဉ်အပ်နေတဲ့သူတွေကတော့ပြောစရာမလိုပါဘူးဆရာဒီလမှာထူးထူးခြားခြားအပြောင်းလဲဖြစ်မဲ့လားဆိုတော့ဆရာလုံးဝထူးထူးခြားခြားရတရားတွေကိုပြုလုပ်ပေးမှာဖြစ်ပါတယ်ပြီးတော့ဆရာစီမှာအဆောင်လက်ကောက်လေးတွေလည်းဝယ်လို့ရပါတယ်ဆရာကိုယ်တိုင်ဂါဒါမန်နန်တွေရွတ်ဖတ်ပြီးတော့မှအစီရင်တွေလုပ်ပေးထားတဲ့အဆောင်လက်ကောက်လေးတွေဖြစ်ပါတယ်ဒီအဆောင်လက်ကောက်လေးတွေကိုလည်းဝယ်လို့ရပြီဆိုတာကိုဆရာပြောချင်ပါတယ်9ရက်သားသမီးအားလုံးလည်းကျမ်းမာချမ်းသာပြီးတော့3လပိုင်းမှာအောင်မြင်တိုးတက်ချမ်းသာပြီးတော့ငွေပုံပေါ်မှာထိုင်ပြီးတော့မှလိုရာသုံးနိုင်ပြီးတော့လိုရာလူနိုင်ကြပါစေလို့ဆရာထူးမြောက်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်